ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်ဟာဇွန်လ30ရက်နေ့ကရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်တိမ်ပြူလမ်းမှာရှိတဲ့ပုံနေရေးနဲ့ထုတ်ဝေဦးစီးဌာနအစည်းအဝေးကမ်းမှာအမျိုးသားစာပေစုစီစစ်ရွေးချယ်ကော်မတီနဲ့စာပေဗိမာန်စာမှုစုရွေးချယ်အဖွဲ့တို့မှစာပေပညာရှင်များနဲ့တွေ့ဆုံရာရှေးဥစွာပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံးစာပေစုဖြစ်တဲ့အမျိုးသားစာပေတသက်တာစုအမျိုးသားစာပေစုနဲ့စာပေဝါသနာရှင်များရဲ့အရေးအသွေးပြည့်ကောင်းမွန်တဲ့စာမှုများကိုစာဝယ်ဖြစ်ထွက်ပေါ်လာစေရန်ပြိုးထောင်အားပေးတဲ့စာပေဗိမာန်စာမှုစုများကို1948ခုနှစ်မှစတင်ပြီးအသွင်အမျိုးမျိုးနဲ့ချီးမြှင့်လာခဲ့တာဟာဒီကနေ့ထက်တိုင်ဖြစ်ကြောင်းအခုနှစ်မှလည်းစာကောင်းပေမုံများနဲ့ဘဝတတတာစာပေမှာနင်းမြုပ်ထားခဲ့တဲ့စာပေပညာရှင်ကြီးများကိုဂုဏ်ပြုချီးမြှင့်ပေးစီလိုပါကြောင်းပြောကြားပါတယ်နောက်ပုံနေရေးနဲ့ထုတ်ဝေဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကစာပေစုများစီစစ်ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းများနဲ့ဆက်လင်း၍ဆောင်ရွက်ထားရှိမှုများကိုဆွေးနွေးတင်ပြပါရယ်နောက်အမျိုးသားစာပေစုစီစစ်ရွေးချယ်ကော်မတီဒုတိယဥက္ကဋ္ဌ1ဦးစိန်လိုက်သူရစောစာပေဗိမာန်စာမှုစုစီစီရွေးချယ်အဖွဲ့ဥက္ကဋ္ဌဦးအောင်မောင်မြင့်မှုမောင်းလိုက်မှုနဲ့တရောက်လာတဲ့စာပေပညာရှင်ကြီးများကအမျိုးသားစာပေစုစာပေဗိမာန်စာမှုစုရွေးချယ်ရေးနဲ့ပတ်သက်ပြီးအကြံပြုဆွေးနွေးတင်ပြရာပြည်ထောင်စုဝန်ကြီးကဆွေးနွေးတင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးညီကုန်းချုပ်အမှားစကားပြောကြားခဲ့ပါတယ်ရှင်။